ဒီမှာကိုပြည်သူများအားလုံးပဲဒီမှာများဒီနေ့မှာကျွန်တော်ကကပ္ပပလားနဲ့ပတ်သက်တဲ့ထူးခြားတဲ့အကြောင်းအရာတွေပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကပ္ပပလားမတိုင်ခင်မှာဒီထိပ်တန်းအသင်းတွေကနောက်ဆုံးခြေစမ်းပွဲကစားခဲ့ရပေါ့လေအဲ့ထဲမှာဒီစပိန်ပြင်သစ်အင်္ဂလန်အာဂျင်တီးနားဘရာဇီးစရှိတဲ့ဖြစ်ပေါ့နော်ဒီအသင်းတွေကတော့ခြေစမ်းပွဲတွေကစားခဲ့တယ်ဒီခြေစမ်းပွဲဆိုတာကဒီပြိုင်ပွဲမှာမြင်ရမယ့်ခြေစွမ်းအစစ်မှန်မဟုတ်ဘူးလို့ယူဆလို့တော့ရတယ်ဒါပေမဲ့လည်းဒီခြေစမ်းပွဲတွေမှာဒီအသင်းတွေပေါ့လေအထိုင်ကြောင်သားကြောင်လောက်ထားမှလည်းတကယ်ပွဲမဝင်ရင်အပြင်ကကျင်းပဆိုတဲ့အတိုင်းပဲတိုင်ပွဲကာလမှာရလဒ်တွေကောင်းပါတယ်ဖြစ်ပါတယ်အဲ့တော့ဘာသာမတိုင်ခင်ခြေစမ်းပွဲပြန်ကြည့်မယ်ဆိုရင်စပိန်တင်းကတော့ဒီအသင်းငယ်လေးတွေပေါ့လေဒီခြေစွမ်းအသာစီးမရပဲနဲ့ရလဒ်တွေစိုးခဲ့ရတယ်တွေ့ရတယ်အဲ့မှာဒီအင်္ဂလန်တင်းဆိုတဲ့အဲ့လိုပါဒီပို့ဆွဲဖို့ရေပန်းစားနေပေမဲ့လည်းအင်္ဂလန်တင်းကနယူးဇီလန်တော့တင်းကိုဒီတကူတာတွင်းရဲပွဲရတယ်ပြည်သက်တွေကိုစစ်ပြက်စေခဲ့ပေါ့လေပြီးတော့ပြင်သစ်တင်းပေါ့ပြင်သစ်တင်းကဒီခြေစမ်းပွဲနှစ်ပွဲမှာဒီ Ivory Coast ကိုတွားရှုံးနေမြောက်အိုင်ယာလန်ကိုတော့ဒီပိုပြက်အနိုင်ရခဲ့ပေါ့လေအဲ့ပွဲမှာဒီဘိုင်ယန်မြူးနစ်ကွင်းနယ်လူပေါ့လေ policy ကခြေစွမ်းပြပြီးတော့ဒီကမ္ဘာပလားမှာဒီပြင်သစ်အသင်းရဲ့အဓိကကျေပွင့်ပြင်သစ်အသင်းရဲ့အဓိကတိုက်စစ်အတိုက်ကိုဖြစ်လာမယ်ဆိုတော့သူကတည်ပြခဲ့ပေါ့လေအဲ့တော့ဒီဘရာဇီးအသင်းပေါ့လေဘရာဇီးအသင်းဆိုရင်ဒီခြေစွမ်းပွဲတွေမှာဒီဟိုတိုက်စစ်ကအစွမ်းပြပြီးတော့ကိုယ့်ရဲ့တွင်းပြခဲ့ရတွေ့ရတယ်ပနာမအသင်းကိုပိုပြနိုင်ရခဲ့ပေါ့လေအဲ့တော့ဘရာဇီးအသင်းကလည်းဒီကမ္ဘာပလားနိုင်ငံခြေစွမ်းကကောင်းမွန်နေလို့ပြောရမယ်နောက်ထပ်ဒီကမ္ဘာပလားပိုင်ရှင်ပေါ့လေလက်ရှိကမ္ဘာပလားချန်ပီယံအာဂျင်တီးနားအသင်းကခြေစမ်းပွဲမှာပထမပွဲမှာမက်ဆီမပါပေမဲ့ရလက်ကောင်းခဲ့တယ်ဒုတိယပွဲမှာမက်ဆီခဏဝင်ကစားပြီးတော့ခြေစမ်းပြခဲ့တယ်တွေ့ရတယ်အဲ့တော့ကမ္ဘာပလားမတိုင်ခင်ခြေစမ်းပွဲရလက်တွေကြည့်ပြီးတော့လာမယ့်ကမ္ဘာပလားမှာဘယ်လိုဖြစ်လာမလဲဆိုတာဟိုတုံးသက်ကြည့်ရမယ်ဆိုရင်တော့ဒီခြေစွမ်းတွေကဒီအမှန်ဖြစ်ချင်မှလည်းဖြစ်မယ်ဒါပေမဲ့လက်ရှိချိန်မှာတော့ဖောင်ကောင်းဆုံးဖြစ်ကျွန်တော်မြင်နေရတာဒီဘရာဇီးနဲ့အာဂျင်တီးနားတို့လည်းပြင်နေပါတယ်စပိန်ကတော့လက်ရှိချိန်မှာသူတို့နီးပြပါလိုအပ်ချက်တွေရှိနေတယ်ပြီးတော့ကစားသမားတွေကိုယ်တိုင်နဲ့ဒီစိတ်အားထက်သန်မှုပျောက်ဆုံးနေပုံမျိုးတွေ့ရပါတယ်ပင်တစ်တင်းကတော့ခြေစွမ်းကအသက်ကြောင့်မတည်ငြိမ်ဘူးလို့ပြောလို့ရပါတယ်အဲ့တော့အင်္ဂလန်တင်းကတော့သုံးဆန်တိုင်းမှာလည်းတိုက်စစ်မှာဟာရီကိန်းမှာကိုဆိုရင်ပြည့်မဲ့လို့မရှိတဲ့ပုံစံမျိုးကျွန်တော်တို့မြင်နေရတယ်အဲ့တော့အာဂျင်တီးနားနဲ့ဘရာဇီးကတော့ဒီတောင်အမေရိကထိပ်သီးနှစ်သိန်းကတော့ခြေစွမ်းပွဲတွေမှာမစိုးလို့ပြောလို့ရတယ်ပြီးတော့ဒါမဲ့ကမ္ဘာဖလားလည်းအမေရိကန်မှာကျင်းပမှာလို့ပြောတဲ့ဒီအပူပိုင်းစုံနေဖြစ်တဲ့အပူပိုင်းမှာဒီအသားကျလာတဲ့ဒီတောင်အမေရိကထိပ်သီးနှစ်သိန်းဖြစ်တဲ့အာဂျင်တီးနားနဲ့ဘရာဇီးကဒီခြေစွမ်းထပ်ပြီးပြောင်းလာကမ္ဘာ့ဖလားချန်ပီယံဆုကိုလူယူနိုင်မှာလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တော့ဒီကမ္ဘာ့ဖလားမတိုင်ခြေစွမ်းပွဲရလက်ပေါ်မူတည်ပြီးတော့အသင်းတွေရဲ့ဒီလာရောက်ကိုခံမှန်းပေးကြရဖြစ်ပါတယ်ညကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ